သားကြီးမင်းတို့မတိုက်ခိုက်ဟုတ်လားဟမ်ဟုတ်ပါတယ်ဗျာအမေကြီးမှာတိတ်ပြီးတန်လည်းရှိလို့မရဘူးဗျာတိတ်ပြီးနေလည်းတိတ်ပြီးကောင်းအောင်ပြရတော့ဟဲ့ရသူ့အောင်သူပတ်စံရှိမရှိနေကောင်းမကောင်းမင်းလုပ်လားဟမ်မင်းလုပ်လားမင်းအဲ့ခွဲကြောင်စဉ်းစားတော့ဗောလေမင်းအဲ့ခွဲယူလို့လားဟမ်အဲ့လိုတော့ပြောပါနဲ့ဗျာအဲ့မေကြီးကကျွန်တော်မဲ့တဲ့တက်ကြည့်ပါရဲ့ဟောဘာကွာဟဲ့ဟမ်ဟေးကောင်လေးဟမ်ဟောတခြားကြည့်စမ်းမင်းကမင်းမေတဲ့အသက်ကြီးရဲ့ပြောမင်းမေကိုမင်းကောင်းမြင်ဘူးလားဟဲ့ရမင်းတို့ကောင်လေးကလေဆရာကြားကြီးကျွေးလို့လူဖြစ်လာတဲ့ကောင်လေးနားလေလားငါအဲ့ပြလုံးနဲ့မကြည့်တော့ငါပါဖဲလိုက်ပဲဟဲ့ဘုရားဒီကောင်လေးနင်းနေတဲ့လက်ကိုသတ်သွားအောင်လုပ်ပြီးတယ်ပြီးကြလားဟမ်来没？嗯？哎呀，没那边，上交这家岗里，哎呀，那你用了没有？哎呀哩，没弄那几天了，东阳在哪里？过不路这块要嘞，追他要嘞。ကြားလိုက်ရလေအော်ဆုံးတော့နေတယ်သေရောရမင်းတို့ကောင်းလေရောက်လေဒီချင်းနေရဘာလို့မကောင်းတာလဲဘာလို့တောင်းနေတယ်အများကြီးပဲပြောမင်းတို့ကောင်းနေတနေရာထဲမှာကြောက်ချပြီးမတောင်းတတ်လေကွာရှားတာကြီးလည်းပတ်တောင်းမှာပေါ့ကွာဩလူတွေရှက်တရားတော့ကင်းမဲ့လိုက်မင်းကဒီမှာစာလာဖတ်ရအောင်မင်းကပေါ့ငါနာမည်ရှားလူမှားသူကိုပြင်ပေးတယ်ကွာဟဲ့ငါတို့ကဘာမှနေလို့မင်းတို့မချက်ကြဘူးလားကလေးတောင်းရတဲ့ပတ်စံမလို့ထိုင်စားနေဘာလို့ရှက်ရမှာလဲကွာဒီကလေးတွေကိုငါတော့ကျွေးမွေးစောင့်ရှောက်တာလားပြောရမယ်ဆိုရင်ပရိုက်တက်လှုပ်နေတာကွာဟာကောင်ပရိုက်တာဆိုတာကိုချိုးမပါပဲများချိုးလောက်ရတာကွာခုတော့ကွာကလေးရဲ့ဘဝကိုမြင့်နေမရင်နေပါလူမတော့မလို့မလုပ်ပါနဲ့ငါတို့ဘာသာငါတို့ဘာလို့လို့မင်းနဲ့ဘာဆိုင်လို့လဲမင်းဒီကဒိုးတော့ဟုတ်ရင်ငါတို့တခုလုံးပြီးလိမ့်မယ်လုံးလိုက်စမ်းပါမင်းတို့ကစမလို့ပဲငါစလို့လိုက်ငါမရဲရကြမှာပေါ့မင်းကလေးကိုတောင်းခိုင်းအောင်မလားတောင်းခိုင်းတော့မဟုတ်ဘူးနှိမ့်စအောင်မလားကလေးကိုမင်းနှိမ့်စတော့မဟုတ်ဗျာခဏကလေးလားဟုတ်ပါတယ်ဗျာကျွန်တော်မင်းမနောက်အိမ်တော်ပြုတ်သွားလို့ဒီကလေးနဲ့ကျွန်တော်ဒုက္ခရောက်နေရတာပါဗျာညဗျာမကြွေးနိုင်တော့မှကလေးတွေကိုတော့တောင်းသားစားတော့ခဏမသွန်းနေဘူးတော်ပြီကလေးတွေဒီမှာဆက်ထားရင်တော့လူစိုးလူပိုက်တွေပဲဖြစ်ပါကလေးတွေဒီမှာမထားလို့ဘယ်မှာထားရမှာတော့ကလေးတွေကိုတော့လူစိုးလူကောင်းဖြစ်အောင်ကျုပ်ပဲပြုစုဆောက်ရှောက်တော့မယ်ဟေးတကယ်ပြောရလားကျုပ်ယောက်ျားစကားများရင်ပြောတတ်ဘူးခင်ဗျားတို့လူတွေကြောင့်ညမိုးတောင်လည်းငန်းရှင်းလို့မရနိုင်မိဘအကုန်ကြီးလူကြားမခံနိုင်ဘူးဗျဘာပြောလိုက်တယ်ကိုတထောင်းစားလေးတွေကိုအကူကမွေးစားလိုက်ပြီဟုတ်လားဟုတ်တယ်ဝေသူတို့ဘွားလေးတွေကိုကိုသနာတယ်သူတို့ဘွားလေးရိုင်းထားရင်တကူချိုးပဲဖြစ်သွားမှာပေါ့သူတို့ဘွားရှိရတဲ့ဝေတို့နှစ်ယောက်ဘွားရှိရရောအကူမတွေးဘူးလားတွေးတာပေါ့သူတို့ဘွားလေးကျွေးမွေးဆောင်ရှောက်ပြီးတော့ကြောင်းထားပေးအောင်လေကိုဘွားကြီးဘာဖြစ်သွားမှာမလို့လဲကြောင်းထားပေးတာအကြောင်းမဟုတ်ဘူးဒီကလေးတွေကြောင်းနဲ့ဝေတို့နောက်ဖြစ်တည်လာမယ်မိသားစုအနောက်ချက်မဖြစ်လာနိုင်ဘူးလားအဲ့ဒီကလေးတွေကိုဆက်ပြီးမွေးထားအောင်ပါဒီမဲ့ဝေအဲ့ကလေးတွေဘွားကိုမြင့်တင်ပေးမယ်လို့သူ့ဖေကိုကိုယ်တိုင်ကလေးပေးခဲ့တာကိုယောက်ျားကိုဂရီးဒီကျင်တဲ့ဝေကိုလိုရဲ့ကောင်ဘာမှလို့လဲမမားပါဘူးအကူမမားပါဘူးကိုစကားနားမထောင်တဲ့လူတယောက်လေတနေ့ကျရင်နားထောင်လာလိမ့်မယ်ဆိုရဲမျောလင်းချက်နဲ့ချစ်ခဲ့မိတဲ့ဝေကမှားတာအဲ့တော့အကူလေကိုမှန်တဲ့တင်းတဲ့လမ်းကိုဆက်ပြီးတော့ရှောက်ဝေလဲဝေဘဝရဲ့လမ်းကိုဝေဆက်ရှောက်တော့မယ်
喂。喂。ဟဲ့အောင်တော့ကြီးလည်းမင်းတို့မရလာပြန်ဘူးဟမ်ဟဲ့အောင်မင်းတို့ငါ့ကိုတွေးလို့စားနေရလားဟမ်တွေးလို့စားနေရလားဟမ်မင်းတို့အကျိုးတင်တယ်ပေါ့မင်းတို့ပဲအကျိုးတင်နိုင်မလားငါပဲရက်ဆက်နိုင်မလားဆိုတွေးရတယ်ဟုတ်လားဟမ်တွေးရတော့ဟဲ့အောင်လေဘောရက်ဆက်တော့ဟမ်ဟဲ့လေးတွေကိုကားနဲ့မပြီးနဲ့လို့ရလာရဲ့ပစ္စည်းကိုငါကိုယ်တိုင်တိုက်ရှင်းလိုက်တဲ့ထဲ့တာကွာ ဟဲ့ဒီကိစ္စမင်းနဲ့ပါဆိုင်လို့မရှုပ်ပါနဲ့ဟဲ့အောင် ငါဝင်းရှုပ်တော့ဘူးကွာမင်းတို့လည်းရှုပ်လို့ရှင်းမေးဖို့ငါလာတာ ဘာကွာရှုပ်လို့ခလားဟမ်တော့ရှင်းနေတယ်ကွာဟဲ့လေအဲ့ကောင်ပြေထောင်းစမ်းကွာသားသမီးတွေကိုဘုတ်သွေးစုပ်ညှက်ထုတ်နေတာ နာရဲအာ တော့တယ်ဗျာ။ဒါမြောင် ပြေးနေပါလုံးတော့ဘုံမကောင်းတဲ့ကြီးနဲ့ဒီကောင်းတော့ ရတာမဟုတ်ကျွန်တော်ကောင်းမှလည်းလုံးစားပါမယ်ခင်ဗျာကောင်းမှလုံးစားပါမယ်ကျွန်တော်တောက်ပါဗျာ
这里，是我家人，千万别睡不着。我以为对你的时候有事情。家里这些，因为没这些，我都把来以后再给你。我家路，喂。哦，就为了那个啦。我家路啊，今天那边搞么？你你装包不没？那个可以讲哦，不会没接触到嘛。我小刘说，ကိုစိတ်အောင်မဲဆက်ပေးရအောင်မယ်။ရကွာကိုရှားလူတဲ့သူကတော့ဝင်နေမကြခင်လက်ထပ်တော့မဲ့ကိုဆွဲတဲ့ ဘာလဲ pride ဝယ်ထောင်းတာလားဟုတ်လား ဟုတ်ပါဘူးကျွန်တော်တက်နိုင်တော့ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့သူတို့ကျွန်တော်ကိုကြီးစောင့်ရှောက်ထား လေးစားတယ်ဗျာလေးစားတယ်ကိုမိသားစုဘဝတော့မထူထောင်မင်းနဲ့ဒီကလေးတွေအားလုံးရဲ့ဘဝကိုပြည့်စုံပြေထောင်ပေးမယ်ဆိုတော့ကျွန်တော်မလေးစားပဲမနေနိုင်ဘူးဗျာဒါနဲ့ဆက်စုတယ်လို့တော့မထင်နဲ့နော်ရှားလူမှာချစ်ရတဲ့သူမရှိဘူးလား တစ်ချိန်တော့ကိုရှားလူမှာချစ်ရတဲ့လူရှိခဲ့ပြီးပါတယ်။ဒီကကလေးတွေအတွက်နဲ့ပဲဖြစ်တဲ့သူနဲ့လမ်းခွဲခဲ့တာလေ ပို့ပြီးတော့လေးစားသွားပြီဗျာကိုရှားလူရဲ့စိတ်တက်ကတော့တကယ်ပြိုင်ဆိုင်ရှားပဲဗျာ ။ဟုတ်တယ်သူ့လိုလူမျိုးကတော့စိတ်ဓာတ်ကိုရှားတယ် ကျွန်တော်အဲ့လိုမြောက်တော့ကျွန်တော်မနေတတ်တော့ဘူးကျွန်တော်ရည်ရွယ်ချက်ကတော့ကျွန်တော်ဘဝလေးအေးချမ်းသလိုသူတို့ဘဝလေးကိုအေးချမ်းစေချင် ။ကောင်းပါရဲ့ကောင်းပါရဲ့။ဒါဆိုဝေတို့ပြပြပါအောင်နော်။